တနာတွေဖြစ်ရခြင်းဟာစကားကောင်းတွေမပြောကြလို့ပါမြတ်စွာဘုရားကိုယ်တိုင်ကလိမ္မာပါးနတ်စွာစကားပြောတတ်ဖို့အများကြီးညွှန်ကြားပေးခဲ့တယ်မြတ်စွာဘုရားကတပည့်ရန်တွေကိုဆုံးမတယ်စကားပြောတဲ့အခါကိုပြောမဲ့အကြောင်းအရာကမှန်တော့မှန်တယ်အကျိုးမရှိရင်စကားမပြောနဲ့နှုတ်ဆက်နေပါတဲ့ပြီးတော့အကျိုးတော့ရှိတယ်မမှန်ဘူးဆိုရင်လည်းပဲအဲ့ဒါဆိုရင်လည်းပဲမပြောနဲ့ဘုရားစကားဖြစ်တတ်တယ်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုရင်ပို့လို့တော့မပြောပါနဲ့တဲ့စကားပြောတဲ့အခါမှန်လည်းမှန်တယ်လူနှစ်ပတ်လည်းအကျိုးရှိတယ်ဆိုမှပြောပါဒီလိုစကားမှဒီလိုပြောတဲ့ဆိုတဲ့ဒီကင်းနိုင်မဲ့တမ္မာဝါစာလို့ခေါ်တဲ့တရားနဲ့ကိုက်ညီမယ်တဲ့ဒါကြောင့်ဘဝမှာဘေးရန်တွေကင်းခြင်းနဲ့တောကတွေကင်းခြင်းနဲ့ခိုက်ရန်မှုတွေမဖြစ်ချင်ဘူးဆိုရင်တော့တမ္မာဝါစာလို့ခေါ်တဲ့တရားနဲ့ကိုက်ညီအောင်သုံးနှစ်ပတ်အကျိုးရှိသောစကားမှန်ကန်သောစကားကိုသာပြောဆိုပြီးတော့ဘဝကိုဖြတ်သန်းတတ်ဖို့လိုပါတယ်